တာတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောတာတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့ကအပြစ်စီရင်ခြင်းကဘုရားသခင်သည်တာတော်ကိုဤလောကသို့လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်တော်သူမူကားဘုရားသခင်၌တပါးတည်းသောသားတော်ကိုအခုပင်အပြစ်စီရင်ခြင်းကိုခံရပြီအာမင် verse 17အကုန်လုံးက verse 16တော့တိကျတယ်ဒါပေမဲ့17ကကျွန်တော်သိမသိကြဘူးဒီမှာကြည့်ဘုရားသခင်ဒီသားတော်ကိုဤလောကလွတ်တော်မှာဘာဖြစ်လဲသားတော်ကိုအပြစ်စီရင်ဖို့ယေရှုခရစ်တော်ကပထမအကြိမ်လာတဲ့ခါမှာဒီလောကကိုလာတဲ့ခါမှာလာခဲ့တာကကျွန်တော်တို့ကိုအပြစ်စီရင်ဖို့လာတာမဟုတ်ဘူးအာမင်ကယ်ဖို့လာတာဖြစ်တယ်ပြောကြည့်အောင်ကယ်ဖို့လာတာလို့ကယ်ဖို့လာတာဖြစ်တယ်အပြစ်စီရင်ဖို့လာတာမဟုတ်ဘူးအာမင်အဲ့ဒီလာတဲ့အတိုင်းပဲယေရှုခရစ်တော်ဖျားကကျွန်တော်တို့အရောက်ချင်းစီတိုင်းကိုဘာဖြစ်လဲကယ်ခဲ့ပြီးပြီဖြစ်တယ်အာမင်ကယ်တင်ခဲ့ပြီးပြီဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတော်တော်များများကဖျားသခင်စီမှာလာတဲ့ခါကျရင်ကိုကယ်တင်ခံရတဲ့လူတယောက်အနေနဲ့မလာဘဲနဲ့ကိုအပြစ်သားတယောက်အနေနဲ့ဘုရားသခင်စီမှာလာကြတယ်အာမင်ကျွန်တော်တို့ကအပြစ်သားဟုတ်ပါတယ်ဒါပေမဲ့အခုယေရှုခရစ်တော်ကကျွန်တော်တို့ကိုကယ်တင်ပြီးသွားပြီဘုရားသားသမီးတွေဖြစ်နေပြီဖြစ်တယ်အဲ့ဒါကိုသိရမယ်အာမင်အာမင်ကျွန်တော်တို့ကယေရှုခရစ်တော်ကကျွန်တော်တို့ကိုကယ်တင်ပြီးပြီဖြစ်တယ်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုလွတ်ခြင်းအခွင့်ပေးပြီးဖြစ်တယ်အခုကျွန်တော်တို့ဖခင်เจ้าလာတယ်ဆိုတာကအဲ့ဒီဖခင်သခင်ယေရှုခရစ်တော်ကယ်တင်ပြီးလို့ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေယေရှုဘာတွေပေးထားလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကသင်ယူတယ်လေ့လာနေတာဖြစ်တယ်အာမင်ဟုတ်ကဲ့နောက်တစ်ပိုက်ဖတ်ရအောင်ယေရှုပြုပြီးတော့ဆိုတော့ကျမ်းစာအဖြစ်အသက်ကိုရမည်စိတ်ထင်တဲ့သင်တို့သည်ကျမ်းစာကိုစစ်စစ်ကြည့်ရှုကြ၏ထိုကျမ်းစာပင်ငါ၏တသက်ဖြစ်သင်တို့သည်အသက်ကိုရအောင်ငါထံသို့လာခြင်းကအလိုမရှိကြလူပေးသောဘုန်းအတည်ကိုငါမခံသို့တော်လည်းဘုရားသခင်ကိုချစ်ချင်းမေတ္တာသည်သင်တို့၌မရှိသည်ကိုငါသိ၏ငါသည်ခမည်းတော်ခွင့်နဲ့ရောက်လာတော်လဲသင်တို့သည်ငါကိုလက်မခံကြအခြားသောသူသည်မိမိအခွင့်နဲ့ရောက်လာလင်ထိုသူကိုလက်ခံကြလိမ့်မည်အချင်းချင်းပေးသောဘုန်းအတည်ကိုတာခံ၍ဘုရားသခင်တာလင်ပေးတော်မူတတ်သောဘုန်းအတည်ကိုအလိုမရှိသောသင်တို့သည်အဘယ်သို့ယုံကြည်နိုင်မည်နည်းခမည်းတော်ရှိ၌ငါသည်သင်တို့ကိုအပြစ်တင်မည်ဟုမထင်ကြနဲ့အဲ့ဒါလေးကိုပြောချင်တာနော်တခြားတွေကကျွန်တော် context မြောင်ဖတ်ပြတာပဲရှိတယ်တကယ်ပြောချင်တာကခမည်းတော်ရှိ၌ငါသည်သင်တို့ကိုအပြစ်တင်မည်ဟုမထင်ကြနဲ့သင်တို့ကိုအပြစ်တင်သောတပါးရှိသည်ထိုသူကသင်တို့ကိုစားတော့ဘယ်သူလဲမောရှေတဲ့ဒီမှာရေးထားတာသင်တို့သည်မောရှေစကားကိုယုံလေငါစကားကိုမယုံဘဲမနေနိုင်ကြအကြောင်းမူကားမောရှေသည်ငါအကြောင်းကိုရေးထား၏သူရေးထားသောကျမ်းစာကိုသင်တို့သည်မယုံလေငါစကားကိုအဘယ်သို့ယုံနိုင်မနည်းဟုဘယ်သူကိုပြောလဲမြန်မာနိုင်ငံသားလို့ရေးထားလားယူဒလူတွေကိုပြောတာယူဒလူတွေဆိုတဲ့အခါအတိတ်ပဲကယူဒလူတွေကမောရှေကကယ်တင်ရှင်လို့ဖြစ်နေတာဟုတ်တယ်မလားမောရှေပေးတဲ့ကျမ်းစာတွေကိုဖတ်တယ်သူတို့ကဆိုတော့ဒီမှာကျွန်တော်ဘာကြောင့်တရားဖတ်လဲဆိုတော့ယေရှုကကျွန်တော်တို့ကိုကယ်တင်ပြီးသွားပြီဒါမဲ့တစ်ဖက်ကလည်းကျွန်တော်တို့ကမောရှေဆိုတာကဘာကိုပုံဆောင်လဲပြည့်ညက်တရားကိုပုံဆောင်တာပြည့်ညက်တရားဆိုတာကနင်ကောင်းတာလို့စ조사ဘုရားကိုစက္ကတ်ဘုရားเจ้าမှန်ထက်အလူငွေမှန်ထက်ဘုရားเจ้าမှာစက္ကတ်နော်ဒီဟာလို့ကျေးပြည့်ညက်တရားမောရှေရဲ့တရားကဘာလဲဆိုတော့လှုပ်ခိုင်းတာဖြစ်တယ်လှုပ်ခိုင်းတယ်အတိတ်ပဲကပါလဲနင်လှုပ်ခိုင်းတယ်တင်မလှုပ်နိုင်ရင်တင်ကောင်းရင်ကျွန်တော်မစိုးပါပြည့်ညက်တရားရဲ့အတိတ်ပဲကအဲ့ဒါဖြစ်တယ်ဒါပေမဲ့ပြဿနာကကျွန်တော်တို့ကမကောင်းနိုင်ဘူးလေအပေါ်ရတော့ကောင်းတယ်လို့ရှိပေမဲ့လူမမြင်တဲ့နောက်ွယ်မှာကျွန်တော်တို့ကမကောင်းနိုင်တော့ဘူးလေအာမင်မကောင်းနိုင်ကျွန်တော်လူကောင်းနေမဟုတ်အဲ့ဒီမှာကျွန်တော်တို့ကအပြစ်တွေလှုပ်တဲ့ခါမှာဘာဖြစ်လဲမဟုတ်တာတွေလှုပ်မိတဲ့ခါမှာကျွန်တော်တို့ကိုဘုရားသခင်ကကယ်ထားပြီးပြီဆိုတာကိုအမြဲတမ်းပြန်မေ့နေအဲ့ဒါကြောင့်ယေရှုကကယ်တယ်မောရှေကကျွန်တော်တို့ကိုဘာဖြစ်လဲအပြစ်တင်တာမောရှေအဲ့ဒါကြောင့်ဖျားเจ้าတွေလာတဲ့ခါမှာဖျားเจ้าမှာကျွန်တော်တို့ကိုဖျားရှိခိုးပါဟိုဟာလုပ်ပါဒီဟာလုပ်ပါခိုင်းနေတဲ့တရားကဘာတရားလဲမောရှေတရားဖြစ်တယ်ဒါမဲ့ကျွန်တော်တို့အခုဖော်ရမှာကကယ်တင်ခြင်းတရားဂျေဇုတရားကိုဟောတာဂျေဇုတရားဆိုတာဘာဖြစ်လဲယုံကြည်ခြင်းတရားကိုဖြစ်တယ်ကျွန်တော်ဒီဖျားเจ้าကအမြဲတမ်းပြောနေဘုရားသခင်ကိုယုံကြည်ကျမ်းမာခြင်းတွေယုံကြည်အဲ့ဒါဒီအကုန်လုံးကကျွန်တော်တို့ယုံကြည်နိုင်လို့ရတာမဟုတ်ပဲနဲ့ယေရှုခရစ်တော်ကပေးပြီးသားအရာတွေကိုကျွန်တော်တို့ကယုံကြည်တာဖြစ်တယ်
ကယ်တင်ခြင်းတရားဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ကစူးစမ်းပြီးလောက်တာမဟုတ်ပဲကျွန်တော်တို့ကယုံကြည်ရတာဖြစ်တယ်ယုံကြည်ခြင်းနဲ့တိမ်ပိုက်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားကျောင်းကကြီးပွားအောင်မယ်အောင်မြင်အောင်မယ်မီဂါ church ဖြစ်အောင်မယ်ဘာကြောင့်လဲကျွန်တော်တို့လောက်တာမှမဟုတ်တာယေရှုကကျွန်တော်တို့ကိုလှုပ်ပေးနေတဲ့အရာဖြစ်တယ်ဟာလေလုယာအာမင်ယေရှုကကျွန်တော်တို့ကိုမဆနေတဲ့အရာယေရှုကကျွန်တော်တို့ကိုကယ်တင်ပေးတဲ့အရာကိုကျွန်တော်တို့ကပြောနေတာဖြစ်တယ်ကျွန်တော်တို့စူးစမ်းပြီးကျွန်တော်လှုပ်ပြီးတော့နော်အဲ့ဒီတရားကိုကျွန်တော်တို့ဟောတာမဟုတ်ဘူးကျွန်တော်တို့သူတစ်ပါးကိုလာတဲ့ခါမှာနော်ဒီထဲမှာရှိတဲ့လူအပြစ်တစ်ခုခုလုပ်တဲ့ခါမှာနော်အရက်တောက်တဲ့ခါမှာစိတ်လိတ်တောက်တဲ့ခါမှာဆဲတဲ့ခါမှာဒီမကောင်းဘူးမကောင်းသူများကိုဒီလိုလက်ညှိုးထိုးရင်လောက်တုံးချောင်းကိုထိုးနေတာကျွန်တော်တို့ကအဲ့ဒီအပြစ်တင်တဲ့တရားကိုဟောတဲ့လူတွေမဟုတ်ဘူးအဲ့ဒီအပြစ်တင်တဲ့တရားအောက်မှာနေတဲ့လူတွေလည်းမဟုတ်ဘူးကျွန်တော်တို့ကလူသားဖြစ်တဲ့အတွက်ဘယ်သူမှမကောင်းနိုင်ပါဘူးအာမင်ဒီအပေါ်မှာဖတ်ကြည့်လိုက်ဗာလဲသူတို့လူပေးတဲ့ဘုံအတီးပြောချင်တဲ့ point ကတိတ်ခါတော်ရတွေတင်ငန်းကြီးတွေဝတ်ပြီးဟိုဟာတွေဒီဟာတွေအဆောင်ရောင်ကြီးတွေနဲ့နေအဲ့ဒီလူလည်းအပြစ်သားပဲအာမင်လူတိုင်းကအပြစ်သားပဲအဲ့ဒါလို့ကျွန်တော်တို့ကအပြစ်သားတွေကိုအပြစ်ရှိပါတယ်လို့ပြောရင်ဘာထူးမှလဲအာမင်ဒါကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲအပြစ်သားကိုတင်အပြစ်ရှိတယ်လို့ကျွန်တော်တို့ပြောတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကယေရှုခရစ်တော်အဖြစ်လွတ်မြောက်ခြင်းရှိတယ်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့မှာလွတ်မြောက်ခြင်းရှိတယ်ဟာလေလုယာယေရှုခရစ်တော်အဖြစ်ကြွယ်ဝခြင်းရှိတယ်ယေရှုခရစ်တော်အဖြစ်အောင်မြင်ခြင်းရှိတယ်အဲ့ဒီတရားကိုကျွန်တော်တို့ကဟောနေတာဖြစ်တယ်အဲ့ဒါကြောင့်ဒီမှာရှိတဲ့သူတွေကျွန်တော်ပြောပြခြင်းတယ်ကျွန်တော်တို့ကိုယ်တိုင်လဲယေရှုရဲ့တရားအောက်မှာနေပြီးတော့မောရှေရဲ့တရားအောက်မှာမနေဖို့လိုအပ်တာအာမင်မောရှေရဲ့တရားအောက်မှာနေတဲ့အခါမှာအပြစ်ပဲမြင်တာကျွန်တော်ပြတ်မယ်ဟူလူကမကောင်းဘူးဒီလူကမကောင်းဘူးလို့အယမ်းမြင်တဲ့သူတွေကငကိုကလေးကသူတို့ရဲ့စိတ်ထဲမှာကအဲ့ဒီမောရှေရဲ့တရားဖခင်ကသူ့ကိုအဲ့လိုမြင်တယ်လို့ခံစားလို့သူကိုယ်တိုင်လည်းသူများကိုအဲ့လိုမြင်နေတာဖြစ်တယ်ဒါပေမဲ့ကိုကသူများအမှားယွင်းတွေကိုမြင်တဲ့ခါကျရင်လေငါကိုခွင့်လွတ်တဲ့ဖခင်ကသူ့ကိုလည်းခွင့်လွတ်နိုင်တယ်လို့မြင်တဲ့သူကဂျေဇုတရားအောက်မှာရှိတာဖြစ်တယ်အာမင်ကျွန်တော်တို့လူမကောင်းတဲ့လူကျွန်တော်တို့လောက်မကောင်းတဲ့လူကျွန်တော်တို့လောက်ခေါင်းမာတဲ့လူတောင်မှဘုရားကပြောင်းလဲပေးနိုင်တယ်ဆိုရင်သူ့ကိုလည်းပြောင်းလဲနိုင်တယ်ဆိုတာကဂျေဇုတရားယေရှုရဲ့တရားအာမင်ယေရှုကဘာဖြစ်လဲဒီလောကကိုလာတာကအပြစ်တင်ဖို့လာတာမဟုတ်ဘူးဘာဖြစ်လို့လဲကယ်တင်ဖို့လာတာဖြစ်တယ်အာမင်နောက်ဆုံးတစ်ပိုက်ဖတ်ရအောင်โอเคဆိုတော့ယုံကြည်ခြင်းတရားနဲ့ပညတ်တရားအဲ့ဒီနှစ်ခုဟာဘယ်ဟာအရင်လာလဲဆိုပညတ်တရားအရင်လာတယ်အာမင်အာဗြဟံနဲ့အိုက်ဇက်ကနေမွေးဖွားလာပြီးတော့အကုန်လုံးနော်မောရှိမမွေးခင်မှာဘာဖြစ်လဲယာကုပ်ကနေဘာဖြစ်လဲအီဂျစ်ပြည်ကိုရောက်သွားတယ်အီဂျစ်ပြည်မှာနှစ်ပေါင်း430ကျွန်းခန့်တယ်မောရှိအဖြစ်ခေါ်ထုတ်လာတယ်ခေါ်ထုတ်လာပြီးရက်40မှာဘာဖြစ်လဲရက်50မြောက်မှာတိနာတောင်မှာဖျားတခင်ပညတ်တော်10ပါးကိုစပေးတယ်โอเคဆိုတော့အဲ့ဒီမှာပညတ်တရားမောရှိရဲ့တရားဆိုအဲ့အချိန်မှာရောက်လာတာဒါပေမဲ့အဲ့ဒီဟာကအဲ့ဒီပညတ်တရားကဘာကြောင့်ပေးလဲဆိုတော့အဲ့ဒီကျွန်တော်တို့အခုလက်ရှိရရှိနေတဲ့ယုံကြည်ခြင်းတရားမရောက်ခင်မှာအထိန်အနေနဲ့ပဲထားပေးတာဖြစ်တယ်အာမင်ဖတ်ကြည့်အောင်ယုံကြည်ခြင်းတရားမြောက်သည်ပညတ်တရားသည်စောင့်နေသည်ဖြစ်ထိုခါငါတို့သည်နောက်၌ထင်ရှားလက်တန်သောယုံကြည်ခြင်းတရားကိုမျှော်လင့်၍ချုပ်ထားလျက်ရှိထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်စေခြင်းကပညတ်တရားသည်ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်ငါတို့၏အထိန်ဖြစ်တယ်โอเคဒီဟာလေးကိုကျွန်တော်ရှင်းပြခြင်းတယ်ပညတ်တရားကခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ငါတို့၏အထိန်ဖြစ်တယ်ကျမ်းစာထဲမှာသခင်ယေရှုကဒီလိုပြောတဲ့စကားတစ်ခွန်းရှိတယ်သင်ပူရင်ပူမပူရင်အေးမနှွေးနဲ့လို့ပြောတယ်သင်နှွေးလို့ရှိရင်တော့ငါခရွေးနဲ့အသင်ကိုငါထွေးထုတ်လိုက်မယ်လို့ပြောတယ်အဲ့ဒါကဘာကိုဆိုလိုလာလဲဆိုတော့နင်ဂျေဇုတရားအောက်မှာရှိရင်ရှိမရှိရင်ပညတ်တရားအောက်မှာရှိဟိုလိုဒီလိုအပြစ်လုပ်လိုက်တောင်းပန်လိုက်အပြစ်လုပ်လိုက်တောင်းပန်လိုက်နဲ့မလုံးနဲ့အဲ့ဒါကနေဘဲမှမရောက်ဘူးအဲ့ဒါကိုဆိုလိုတာဖြစ်တယ်အာမင်ပညတ်တရားအောက်မှာနေလို့ရှိရင်ဘာဖြစ်လဲသင်ပညတ်တရားအကုန်ကျင့်လို့ရှိရင်ပညတ်တော်10ပါးကနော်ဝတ်ပြထွတ်မြောက်ရကြအခန်းကြီး19-20လောက်မှာပေးတယ်အဲ့ဒီဟာတည်းနောက်ဆုံးမှာပါလာတာကဂျွန်အကြောင်းရေးထားတယ်ပညတ်အဲ့ဒီပညတ်တော်10ပါးကိုပေးတဲ့နောက်မှာကျမ်းစာထဲမှာဗာရေးထားတယ်ဆိုရစ်ပူဇော်ခြင်းအကြောင်းရေးထားတယ်အတိတ်ပဲကပါလဲဆိုတော့ပညတ်တရားအောက်မှာတင် 100% နေရင် Orthodox Jew တွေလို့ 100% နေတဲ့ခါကျရင်နေမလုံနိုင်ဘူးဆိုတာပညတ်တော်ကနင့်ကိုပြနေတာဖြစ်တယ်ပညတ်တရားကနော်ပညတ်တော်613ခုရှိတယ်နော်ဒါပေမဲ့ကျွန်တော်အများစုကတော့ပညတ်တော်10ပေါက်နားလဲကြတယ်အဲ့ထဲမှာတစ်ခုလေးမလိုက်လာစူးစားပြီးလိုက်နာစူးစားပြီးလိုက်နာတယ်မလိုက်နာနိုင်တဲ့ခါကျရင်တင်တိသွားတယ်
အော်ငါပြည့်ညက်တရားမလိုက်နိုင်ဘူးဆိုတော့ဓမ္မဟောင်းကျမ်းမှာကျတော့ဘာလုပ်ရလဲနေမလိုက်နိုင်မှသိတယ်နေအပြစ်ရှိမှသိသွားတယ်ဆိုရင်ဘာဖြစ်လဲပြည့်ညက်တော်ကနေမလိုက်နိုင်မှနေသိသွားတဲ့အတွက်ကြောင့်ဘာလဲနောက်ဆုံးမှာအကောင်ကိုတတ်ပြီးတော့ပူဇော်လိုက်တယ်အတိတ်ဘယ်ကပါဆိုကျွန်တော်မလျှောက်နိုင်လို့ကျွန်တော်ရဲ့အပြစ်ကိုစားဒီအကောင်ကိုအသေးခံခိုင်းလိုက်တယ်အတိတ်ဘယ်ကအဲ့ဒါကြောင့်ပြည့်ညက်တရားကဘာဖြစ်လဲခရစ်တော်ထံသို့ငါတို့ကိုဆောင်ရဆိုလိုတာကတင်ပြည့်ညက်တရားထဲမှာနေလို့ရှိရင်ကောင်းတယ်တင်မလုံနိုင်ဘူးတင်းကိုတင်တိသွားတယ်ပြည့်ညက်တရားကိုငါမကြည့်နိုင်ဆိုတင်တိသွားတယ်အဲ့ဒီဟာမှာနေမလုံနိုင်တဲ့အတွက်ဘာဖြစ်လဲခုနကကျွန်တော်ပြောတဲ့အတိုင်းအကောင်ကိုပူဇော်ပြီးတော့တင်းအပြစ်ကိုစားတေခတ်ဖို့အဲ့ဒါကိုပြောချင်တာဖြစ်တယ်ပြည့်ညက်တရားဒီခရစ်တော်ထံသို့ငါတို့ကိုဆောင်ရငါတို့ဤအထိန်ဖြစ်တယ်ဆိုတာကငါတို့ကပြည့်ညက်တရားမလိုက်နိုင်မှန်းသိလို့ခရစ်တော်စီကိုပါခရစ်တော်ကပဲငါ့ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကလက်ခံဖို့အကြောင်းဖြစ်လာတာဖြစ်တယ်။ Okay ဆက်ဖတ်ရအောင်။ယုံကြည်ခြင်းတရားတွေရောက်လာတော့ငါတို့ဒီထိုအထင်းလက်မှလွတ်ကြ၏။အဲ့ဒါကြောင့်ကျွန်တော်ဒီယေရှုခရစ်တော်ကိုလက်ခံယုံကြည်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနော်ဖျားသခင်ရှေ့မှာကြင်ကြံအားထုတ်နေစရာမလိုတော့ဘူး။အာမင်။ဖျားသခင်ကကျွန်တော်တို့ကို 100% ကောင်းတဲ့သူ 100% တန်ရှင်းတဲ့သူယေရှုကဲ့သို့ဖြောင့်မတ်တန်ရှင်းတော်သူလို့ဖျားကကျွန်တော်တို့ကိုမြင်လာတာဖြစ်တယ်လူရှိမှလို့ကျွန်တော်မဆိုလိုပါဘူးအာမင်လူရှိသူရှိမှတော့เนาะကျွန်တော်တို့ကအကျင့်မကောင်းတဲ့သူเนาะဆရာကြီးတယောက်ပြောသလိုခရိယန်တွေဆိုအပေါက်ဆိုးဆုံးအကျင့်မကောင်းဆုံးပတ်စာအငစ်ဆုံးရွာထဲမှာအဲ့ဒါဘယ်သူတွေလဲ born again ခရိယန်တွေဟုတ်လားတခြားမယုံကြည်သူတွေတခြားဘာသာဝင်တွေတော့မှအဲ့လောက်တော့မှမဆိုးဘူးခရိယန်တွေဖျားเจ้าထဲမှာကလိုက်တာကိုေးနေတာပြီးရင်အပြင်ရောက်တော့ဘာဖြစ်လဲဆဲလိုက်တာမှလည်းပက်ဆက်လိုက်တာဒါပေမဲ့ဖျားသခင်ရှိမှကြောင့်တရားဖြောက်မှတ်တော်သူဖြစ်နေတယ်အာမင်အာမင်ဒါမဲ့အဲ့လိုမျိုးအပြစ်လုပ်ပါအဲ့လိုဆဲပါအဲ့လိုဆိုပါလို့အားပေးတာတော့မဟုတ်ဘူးဒါမဲ့တင်းရဲ့ identity ကိုသိရမယ်တင်းရဲ့အပြင်ပမှုရာကိုအသင်းရဲ့အပြင်ပအမှုရာကဘုရားသခင်ရှိမှဆုံးဖြတ်တာမဟုတ်ဘဲနဲ့ဘုရားသခင်ရှိမှဆုံးဖြတ်တာကယေရှုခရစ်တော်အဖြစ်သင်ကိုဆုံးဖြတ်တာဖြစ်တယ်အာမင်ယေရှုခရစ်တော်ဖြောင့်မတ်တဲ့တန်ရှင်းတဲ့အဲ့ဒါကိုသင်လက်ခံတဲ့ယေရှုကငါ့ရဲ့ဖြောင့်မတ်ခြင်းလို့သင်ကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်တယ်ဆိုရင်ယေရှုကကယ်တင်ရှင်ဖြစ်တဲ့တော့သင်ကိုကယ်တယ်ဆိုတာသင်ယုံကြည်တယ်ဆိုရင်ဘုရားသခင်ရှိမှသင်ကအမြဲတမ်းတန်ရှင်းတဲ့ဖြောင့်မတ်တဲ့ယေရှုကဲ့သို့တန်ရှင်းဖြောင့်မတ်တာဖြစ်တယ်အာမင်လူရှိမှမကောင်းဘူးလူရှိမှအချစ်မကောင်းဘူးလူရှိမှမကောင်းဟုတ်တယ်လောကအနေနဲ့တော့တင်မကောင်းတာတွေအများကြီးလုပ်ရင်အပြစ်မှာကအပြစ်ရဲ့အခါကတေချင်းအဲ့ဒါကဝိညာဉ်ရေးရပဲအလုပ်ဖြစ်တာမဟုတ်ဘူးခန္ဓာရေးရလည်းအကျိုးဖြစ်တယ်ဥပမာတရက်များကြီးတောက်ရင်ကြောက်ကထိလာမယ်အပြစ်ရဲ့အခါကဘာဖြစ်လဲတေချင်းဆိုလိုတာကဖျားကတင့်ကိုဒဏ်ခတ်နေတာမဟုတ်ဘူးဒါကတရက်အများကြီးတောက်တဲ့တော့တင်းရဲ့အဆုတ်တွေကျွမ်းလာမယ်လေစိတ်လေးအများကြီးတောက်ရင်အဆုတ်တွေပြတ်လာမယ်အငန်တွေအများကြီးစားရင်သွေးတိုးတက်လာမယ်အဲ့ဒါတွေကဘာဖြစ်လဲ side effect တွေဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုကြိမ်နေတာမဟုတ်ဘူးအာမင်ဟာလေလုယာပြောချင်တဲ့ point ကဖခင်သခင်ရှေ့မှာကျွန်တော်တို့ကပညတ်တရားကြောင့်တန်ရှင်းဖြောင့်မတ်ဖို့မလိုအပ်တော့ဘူးကျွန်တော်စ조사စရာမလိုဘူးအာမင်အယောက်ချင်းစရာကိုလက်ခံပါသလားအဲ့ဒါလက်ခံဖို့လိုတယ်နော်2026မှာကျွန်တော်တို့ကဘုရားသခင်ရှေ့မှာအမြဲတမ်းတန်ရှင်းဖြောင့်မတ်နေတယ်ဆိုတာကိုသိဖို့လိုအပ်တယ်အထူးသဖြင့်တင်ပေါက်ကရလုံနေတဲ့ချိန်မှာတင်အဲ့ဒါကိုသတိရဖို့လိုအပ်တယ်အာမင်အာမင်တင်ပေါက်ကရလုံနေတဲ့ချိန်မှာမဟုတ်တာလုံနေတဲ့ချိန်မှာမမှန်မကန်လုံနေတဲ့ချိန်မှာကျမ်းစာနဲ့စန့်ကျင်ဖက်လုံနေတဲ့ချိန်မှာတင်သိရမှာက still ဘုရားသခင်ရှိမှတင်ကဘုရားသားဖြစ်နေတော့မဲ့ဖြစ်တယ်အဲ့ဒါကိုတင်လုံးဝသိရမှာဖြစ်တယ်အာမင်ဆက်ဖတ်ရအောင်ယေရှုခရစ်တော်၌ဗတ္တိဇံကိုခံတော်သူရှိသမျှသူခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌ယူဒလူမရှိဟေလသလူမရှိဂျုံမရှိလူလူမရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌တင်တို့ပေါင်းတို့သည်တလုံးတဝါသည်ဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆိုင်လင်အာဗြဟမိအမျိုးနယ်ပင်ဖြစ်၍ဂတိတော်တိုင်းအမွေခံရ၌တည်ကြ၏ဆိုတော့ယေရှုခရစ်တော်ထဲမှာတင်ရဲ့ဖြစ်ခြင်းတွေအကုန်လုံးကပျောက်သွားပြီးတော့ခရစ်တော်ပဲဖြစ်သွားပြီတင်မှာဘာဟိုလူမျိုးအဖြူအမဲတွေအဝါတွေဘာမှမရှိဘူးတင်ခရစ်တော်ထဲမှာဘာဖြစ်လဲခရစ်တော်ကဲသူဖြစ်သွားပြီဖြစ်တယ်ဖယားသခင်ရဲ့မျက်စိရှိမှကိုယ်ချင်းကိုကြည့်လိုက်ရင်အယံတန့်ရှင်းဗျာဒိတ်ကြားမှာဖတ်ကြည့်ဝတ်လုံဖြူနဲ့အယံတန့်ရှင်းပြီးတော့တရဖူတွေချပြီးတော့ဆူတောင်းနေတဲ့လူတွေကျွန်တော်တို့တွေဖြစ်တယ်အဲ့ဒါယေရှုခရစ်တော်ကိုလက်ခံယုံကြည်တော်သူမှတမန်ကဖယားသခင်ရှိမှ
အပြစ်တစ်ဆက်မှမရှိတော့သူကဲ့သို့ခံယူခြင်းခံရတဲ့သူတွေဖြစ်တယ်လက်ကောက်တီးလက်ဖျားတီးကိုချီးမွမ်းအောင်အာမင်ကျွန်တော်တို့ကတန်ရှင်းတော်သူတွေဖြစ်တယ်အာမင်ကျွန်တော်တို့အခြေအနေကိုကြည့်ပြီးတော့ဟာဒီနေ့ကျွန်တော်အပြစ်လုပ်လိုက်တယ်ဟိုဟာအပြစ်လုပ်လိုက်တယ်ဒီဟာအပြစ်လုပ်လိုက်အဲ့ဒီ guilty mindset ကိုဒီနေ့ဖယ်ရှင်းမယ် hallelujah amen ကျွန်တော်အမြဲတမ်းပြောသလိုပဲအဲ့ဒီခွင့်လွှတ်ခြင်းကိုသင်ရရှိပြီဆိုရင်သင်ရဲ့တတ်တာထဲမှာကောင်းကြီးဖြစ်လာမှာဖြစ်တယ်အာမင်မဟုတ်ဘဲနဲ့ပညတ်တရားအတိုင်းအသက်ရှင်တယ်ဆိုရင်တော့ပညတ်တရားတိုင်းသင်အသက်ရှင်တယ်ဆိုတော့ဟိုကိစ္စလေးဖြစ်လဲဘုရားသခင်ငါ့ကိုတွေ့ပြီလားမသိဒီကိစ္စလေးဖြစ်လဲကားဘိန်းလေးပေါက်လဲအုတ်ချင်းလို့ပေါ့နော်ဟိုနေတော့ဘုရားเจ้าလာခါနေမှာကားဘိန်းပေါက်သွားတယ်အဲသူဘယ်လိုစဉ်းစားလဲတော့မသိဘူးလေဒါပေမဲ့ဒီဟာတွေကိုနားမလည်တဲ့လူတွေကတော့ဘုရားငါ့ကိုတွေ့ပြီကွာငါဘာအမားလုပ်လိုက်လို့လည်းမသိဘူးနော်မဟုတ်ဘူးကားဘိန်းအတစ်တက်ပေါက်မှာမဟုတ်ဘူးလေနော်ဆရာကြီးတယောက်ပြောသလိုကားခဏခဏပြတ်နေတယ်တဲ့အဲ့ဒါနဲ့ငါစာတန်ကငါ့ကိုနှောက်ရှက်တယ်လို့ပဲငါထင်နေတာတဲ့တကယ်တော့မဟုတ်ဘူးတဲ့ငါကအဟောင်းပဲစီးနေလို့တဲ့ကားအစ်စီးလိုက်မပြတ်တော့ဘူးတဲ့ဒီကားတွေကအာမင်တခါတလေကျရင်ဝိညာဉ်ရဲ့အရန်ဆန်ပြီးတော့ပစ္စည်းအဟောင်းကြီးတွေပဲတုံးပြီးတော့ခဏခဏပြတ်တဲ့ခါကျရင်စာတန်ငါ့ကိုရိုက်တာတွေပါမဟုတ်ဘူးစာတန်လည်းလောက်တာမဟုတ်ဘုရားလောက်တာလည်းမဟုတ်ကျွန်တော်အဟောင်းကြီးတုံးနေလို့အာမင်ပစ္စည်းအကောင်းတုံးလိုက်ရင်အကြိုက်ခံတယ်ဘာမှမဖြစ်တော့ဘူးအရာတခါလေကျတဲ့ဒီခရိယန်တွေကအဲ့ဒါကြောင့်လူရှိမှကျွန်တော်မျက်နှာပြတ်တာနော်ဝိညာဉ်ရေးရာကိုအသုံးပြုပြီးတော့သူတို့ရဲ့ physically ignorant ကိုသူတို့ cover လုပ်ချင်တာလေနော်ကျွန်တော်တို့ခရိယန်တွေနော်ဆိုတော့ဘုရားသခင်ရှိမှကျွန်တော်တို့ကဖြောင့်မတ်တော်သူဖြစ်တယ်တန်ရှင်းတော်သူဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုလက်ခံယုံကြည်တယ်ဆိုရင်နေ့တိုင်းသင်ရဲ့အသက်တာအတွက်ကောင်းကြီးမင်္ဂလာပဲကြံတယ်အာမင်သင်ရဲ့အဆိုးတွေအကုန်လုံးကိုယေရှုခရစ်တော်ကယူတည်ဝတ်ဆောင်တယ်လို့သင်လုံးဝယုံကြည်လက်ခံတယ်ဆိုရင်သင်အတွက်ကောင်းကြီးတွေပဲကြံတော့တာဖြစ်တယ်ယေရှုခရစ်တော်ကကယ်တင်ရှင်ဖြစ်တယ်တချို့တဝက်ကယ်တင်ရှင်လို့မဟုတ်ဘူးကယ်တင်ရှင်အားလုံးကိုကယ်တာဖြစ်တယ်ကျွန်တော်တို့နေ့စဉ်နဲ့မြလှုပ်တဲ့ဟာတွေအကုန်လုံးကိုလည်းကယ်တင်တာဖြစ်တယ်သင်အဲ့ဒါကိုလက်ခံယုံကြည်နိုင်ဖို့ဒီကနေ့ဘုရားသခင်ကောင်းကြီးပေးပါစေအာမင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့အကျင့်ပေါ်မှာမူတည်ပြီးတော့ငါကောင်းမှငါစင်ပြေမှငါစက်ကတ်နိုင်မှဆိုတဲ့အတွေးခေါ်တင်မှရှိရင်တင်တစ်ချိန်ကျရင်အလုံးမအားလို့မစက်ကတ်နိုင်တဲ့ချိန်ရှိလာမယ်တစ်ချိန်ကျတဲ့အချိန်တွေမျိုးကြောင့်ဘုရားเจ้าမလာနိုင်တဲ့ချိန်ရှိမယ်ဘုရားเจ้าမှာဒါမှမဟုတ်လေဘုရားเจ้าမှာနင်းထက်တော်တဲ့လူရှိသွားလို့တင်မစက်ကတ်နိုင်တာလည်းဖြစ်ကောင်းဖြစ်တင်အဲ့ဒီချိန်တွေကျရင်ဘုရားသခင်ရှိမှာကောင်းကောင်းတိုးဝင်ရတော့မဟုတ်ဘူးဘာကြောင့်လဲနင်းရဲ့ဘုရားသခင်စီမှာတိုးဝင်တဲ့ base ကတင်ရဲ့ကောင်းခြင်းမကောင်းခြင်းပေါ်မှာတင်ရက်တည်နေလို့no ခုနကိုနန်းကဒရမ်တာတီလို့နော်ကိုဒီမှာဒရမ်ဂီတာတမန်ယောဂီတာတီလို့ဘုရားကသူတို့ကိုပို့ချစ်သွားတာမဟုတ်ဘူးသူတို့ဘာမှမလုပ်ခင်အိမ်မှာနော်အိမ်နေတဲ့ချိန်ကလေးကဘုရားကသူတို့ကိုချစ်ပြီးသားဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ကဒီမှာဘုရားသခင်ကိုဆက်ကတ်တယ်ဆိုတာကဘာဖြစ်လဲဘုရားသခင်ကိုဆက်ကတ်ခြင်းလို့ဆက်ကတ်တာဖြစ်တယ်အာမင်ဟာလေလုယာအဲ့လိုဆက်ကတ်တဲ့ခါကျဘုရားသခင်ကဘာဖြစ်လဲကျွန်တော်တို့ကိုကြည်ပြီးတော့ဘာဖြစ်လဲကိုသားသမီးတောင်မှကိုဘုရားအဖေကိုဒီနေ့အရန်ချစ်တယ်ဆိုပြီးကျွန်တော်ကိုလာဟက်လို့ကျွန်တော်လည်းအဲ့ဒီသားကိုအရင်ကတည်းကချစ်တယ်ဒါပေမဲ့အဲ့ဒီနေ့မှာဘာဖြစ်လဲလက်ဆောင်လေးပါလဲတော့ဝယ်ပေးချင်တာမဟုတ်ဘူးလားဘုရားသခင်လည်းထိုကဲ့သို့ပဲဖြစ်တယ်အာမင်ကျွန်တော်တို့ဘာမှမလုပ်ခင်မတက်ခင်မလိခင်ကလေးကဘုရားသခင်ကျွန်တော်တို့ကိုချစ်ပြီးသားကောင်းကြီးပေးပြီးသားဖြစ်တယ်အာမင်ကျွန်တော်တို့အဲ့ဒါကြောင့်အဲ့ဒါကကောင်းတဲ့အရာလုပ်တဲ့ခါမှာနောက်တစ်ဖက်ကနေစဉ်းစားကြည့်လိုက်နေမကောင်းတာတွေလုပ်နေတယ်မဟုတ်တာတွေလုပ်နေတဲ့ချိန်မှတင်အဲ့ဒီချိန်မှလည်းဘုရားသခင်ကဒီကောင်တော့သွားပါပြီကွာငါသူ့ကိုကောင်းကြီးပေးထားတယ်ဒီကောင်ကတလွဲလုပ်လိုက်ပြီဆိုပြီးကျွန်တော်တို့ကိုဘုရားသခင်ကမထားခဲ့ဘူးအဲ့ဒါတွေမလုပ်ခင်ကလေးကဘုရားကကျွန်တော်တို့ကိုချစ်ပြီးသားဖြစ်တယ်တင်းရဲ့လှုပ်ခြင်းမလှုပ်ခြင်းကဘုရားသခင်ချစ်ခြင်းမေတ္တာကိုပါလဲမရက်တန့်စေနိုင်ဘူးအာမင်တင်းအဲ့ဒါကိုစိတ်ချယုံကြည်တဲ့အခါဥပမာဆိုပါတော့ကျွန်တော်ဒီအကြောင်းအရာကိုဒီအကြောင်းအရာနဲ့ပတ်သက်ရင်ပြောကျွန်တော်အများအားဥပမာဆရာကြီးတယောက်ပြောတဲ့စကားကိုကျွန်တော်ဥပမာပြန်ပြောပြမယ်မင်္ဂလိတယောက်နော်ကျွန်တော်သမီးအရွယ်ထက်နေကြီးမှာပေါ့နော်အမှသူ့အမေကပြောတယ်သမီးအိမ်တန်းရှင်းလို့အခန်းတကားတွေလည်းရှင်းဖုန်တွေလည်းတုတ်နော်ပကံတွေလည်းတေချာစီဘာငါပြောတော့ဘယ်လောက်ပဲခိုင်းလိုက်တာအမေဒီနေ့ကျမဟိုလက်သေးဆိုးရမယ်ဒီနေ့ဟိုအလုပ်မှာစင်ချီအမျိုးပေးတယ်မလုပ်ဘူးလုပ်ရင်လည်းအပေါ်ရန်လုပ်ပြီးတော့ထားခဲ့တယ်ဒါပေမဲ့တနေ့ကျတော့သူ့အမေကအဲ့ရထားတော့ကြည့်တော့သူ့အမေကသူ့သမီးကအခန်းလုံးကိုရှင်းပစ်တာအိမ်တွေလည်းတိုက်ရက်ဘာလဲဖုန်တွေလည်းရှင်းအကုန်လုံးအဲ့ဒါနဲ့သူ့အမေကပါပဲသမီးဒီနေ့ဘာဖြစ်လို့နင်ဒီဟာတွေအကုန်လုံးလိုက်တာလဲဆိုတော့
အဲ့တမက်ပါပြောဆိုအမေတဲ့ဒီကနေ့ကျမရဲ့ရီးစားလာမှာတဲ့အိမ်မှာဆိုတော့ပြောချင်တဲ့ point ကပါလေအချစ်မြတ်တာအแทမှာရှိရင်ခိုင်းဆရာမလို့အကုန်လုံးအလိုလိုလုပ်ပြီးသွားတာခိုင်းရင်တော့ဘာဖြစ်လဲမလုပ်ချင်ဘူးလူကဒါပေမဲ့အချစ်မြတ်တာဝင်လာတဲ့ခါမှာအာမင်ကျွန်တော်ယောက်ျားလေးတွေနော်ကိုမိန်းမကိုချစ်တဲ့ခါဘာဖြစ်လဲဘယ်လောက်ပဲဝေးလှုပ်ပေးတာပဲကိုဘယ်လောက်ပဲတွေ့လှုပ်ပေးတာပဲဘာကြောင့်လဲချစ်လို့ဘယ်သူကခိုင်းလို့လဲဘယ်သူမှမခိုင်းဘူးအဲ့ဒါပဲဖယားသခင်ကကျွန်တော်တို့ကိုချစ်လို့အာမင်သင်ဘယ်လောက်ပဲဆိုသင်ဘယ်လောက်ပဲဖယားသခင်ကိုအတုံးချဖယားမျက်နာကိုထောက်ပြီးတော့ဘယ်လောက်ပဲသင်ဟွာမကောင်းတဲ့ဟာတွေပဲလုပ်လို့ဖယားသခင်ကသင်ကိုဘယ်တော့မှမစွန့်ပစ်သွားဘူးဖယားသခင်ကသင်ကိုအစင်မြဲချစ်နေဆဲဖြစ်တယ်အာမင်အစင်မြဲခွင့်လွတ်နေဆဲဖြစ်တယ်အဲ့လိုပြောလို့အပြစ်လုပ်ပါလို့အားပေးတာတော့မဟုတ်ပါဘူးနော်အရက်တွေတောက်နင်းကန်တောက်ပါလို့လည်းပြောတာမဟုတ်စိတ်လေးတောက်ပါမကောင်းတဲ့အကုန်လုပ်ပါလို့လည်းကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးကျွန်တော်ပြောပြမယ်အဲ့ဒီချစ်ချင်းမြတ်တာကိုသင်နားလဲတယ်ဆိုရင်အဲ့ဒီယေရှုခရစ်တော်ကကျွန်တော်ရဲ့ကယ်တင်ရှင်ပါကျွန်တော်ကိုငရဲကနေကယ်လွတ်ပေးုံတည်းမကောင်းနေ့တိုင်းကျွန်တော်ကိုကယ်လွတ်နေတယ်လို့အခုမကောင်းမှုလုပ်နေတဲ့ချိန်မှာတောင်မှဘုရားသခင်ငါ့ကိုချစ်တယ်ဆိုတာသင်သိတယ်ဆိုရင်သင်အဲ့ဓာတွေကိုဖြတ်ဖို့ကြိုးစားမှာမဟုတ်ဘူးမင်းညာကိုစိန်ပြောသလိုလှုပ်ချင်စိတ်ကိုကုံသွားမှာဖြစ်တယ်အလိုလိုနေတယ်အာမင်ကျွန်တော်2012မှာဘောနဂန်ဖြစ်တယ်အရက်တောက်တယ်အများအားပြောသလိုပဲအရက်တောက်တယ်နော်ရေမရောဦးရှဲပြောသလိုနော်အရက်ကိုတေချာတောက်တတ်တဲ့လူထဲမှာပါတယ်ကျွန်တော်လဲနော်ရေမရောဘူးကောင်းလေးအရက်တာဆိုကောင်းခံတယ်နော်ဘယ်လိုဟာဘယ်ဟာလဲဆိုတော့ကျွန်တော်တောက်တယ်ဘီယာတွေလည်းတောက်တယ်အကုန်လုံးတောက်တယ်စိတ်လေးလည်းတောက်တယ်အကုန်လုံးတယ်ဒါပေမဲ့2012မှာဘောနဂန်ဖြစ်တယ်ဖြတ်ဖို့လည်းမကြိုးစားပါဘူးဘာလို့ဆိုတော့ခုနားမှာရှိတဲ့ခရိယန်တွေလည်းတူလူကိုလိုလေးပဲလေဆိုတော့ဖြတ်စရာအကြောင်းလည်းမရှိဘူးလေနော်အေးဆေးပဲဒါပေမဲ့ကိုနှုတ်ကပတ်တော်ထဲမှာမွေ့လျော်တယ်ဘုရားသခင်ချစ်ချင်းမေတ္တာတွေကိုခံစားလာရတဲ့ခါမှာကျွန်တော်အဲ့ဒါတွေကိုကျွန်တော်ဖြတ်တာမဟုတ်ဘူးအလိုလိုနဲ့တောက်ချင်စိတ်မရှိတော့တာမတောက်တော့တာအာမင်ကျွန်တော်ပြောပြမယ်ဘုရားသခင်ရဲ့မေတ္တာဘုရားသခင်ချစ်ချင်းမေတ္တာဘုရားသခင်တင့်ကိုခွင့်လွတ်နေစေလို့တခါတလေကြာရင်တော့လေအဲ့ဒီခွင့်လွတ်တယ်ဆိုတာတိလာတဲ့ခါကျတော့လေငါဒီဒါလေးလှုပ်လိုက်လဲဘုရားသခင်ကခွင့်လွတ်ပါပဲဆိုပြီးလှုပ်လိုက်တဲ့အချိန်တွေဒါဟုတ်ရှိသေးတယ်အဲ့ဒါကဘာဖြစ်လဲအလိုလိုက်တာကိုအကန့်တက်တာအာမင်အဲ့ဒီချိန်မှာလဲဘုရားကကျွန်တော်မရိုက်ဘူးခင်ဗျာဘုရားကဘာဖြစ်လဲဆက်ပြီးတော့ချစ်နေစေအာမင်တခါလေးကျဘုရားကငါ့ကိုခွင့်လွတ်ပါတယ်ငါတရားဆက်လေးလှုပ်လိုက်ပဲဒါလေးလှုပ်လိုက်လဲဘုရားသခင်ငါ့ကိုခွင့်လွတ်ပါတယ်ကျွန်တော်စိတ်ထဲမှာတော့မကောင်းဘူးလေကျွန်တော်ပြောပြမယ်ခုနကလေးတွေကိုတင်ပေးတဲ့ကျမ်းစာတိုးဆိုတာကသခင်ကအမွှေးတွေရိတ်ပေးပြီးတော့ရေတန့်ရှင်းပြောင်နေမှတိုးကကြိုက်တာအဲ့လိုနေချင်တာအဲ့ဒီတိုးကလေဘော့ထဲမှာဆင်းတာတော့ခြုံထဲငိနေတာတော့ဆို तू မပျော်တော့ဘူးအဲ့ဒီတိုးကပြောချင်တဲ့pointကျွန်တော်တို့ကဖျားသားသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့မဟုတ်တာတွေလှုပ်တဲ့ခါကျကျွန်တော်တို့အแทမှာမပျော်ဘူးတိတယ်ဒီဟာတွေလှုပ်တဲ့ခါကျဖျားကကျွန်တော်တို့ကိုဒဏ်ခတ်နေတာမဟုတ်ကျွန်တော်တို့ကတိုးဖြစ်တဲ့အတွက်ကြောင့်တန့်ရှင်းတာပဲကျွန်တော်တို့ကပျော်တာဖျားเจ้าတက်ရတာကိုပျော်နေတာအမှုတော်ဆောင်ရတာကိုပျော်နေတာအဲ့လိုမျိုးတခြားပေါက်ကြတွေလှုပ်တဲ့နေရာမှာဟုတ်တယ်ခုနပြောသလိုလှုပ်မိတယ်ဟုတ်တယ်တခါလေကြာအကန့်တက်ပြီးလှုပ်တယ်ခွင်းလို့မှန်းတီးလို့အကန့်တက်ပြီးလှုပ်တယ်ဒါမဲ့ဖျားကကိုယ့်ကိုဒါမခတ်ပါဘူးဒါမဲ့ဖျားကျွန်တော်တို့ကမပျော်တာအဲ့ဒီမှာကျွန်တော်တို့ကနေလို့မတိုက်တာအဲ့ဒီထဲမှာအာမင်ဂျူးတွေထဲမှာဝက်တကောင်မောင်းထုတ်လိုက်တယ်လို့မောင်းထည့်လိုက်တယ်လို့ပဲပေါ့နော်ဝက်ကဘယ်လိုမှဂျူးတွေမပျော်နိုင်ဘူးလေပြောချင်တဲ့ဘက်ကကျွန်တော်တို့အမျိုးမဟုတ်ဘူးလေကျွန်တော်တို့မပျော်နိုင်ဘူးအာမင်ဆိုဒီနေ့တွေ့မှကျွန်တော်ဒီမှာထီးတဲ့သူရောက်ချင်းစင်နဲ့ကျွန်တော်ထပ်ပြီးပြောပြချင်းတယ်ကျွန်တော်တို့ဘလို့အခြေအနေပဲရောက်ဘယ်လောက်ပဲစုပ်ပြတ်ပလိစေဘုရားကကျွန်တော်တို့ကိုချစ်တယ်ကျွန်တော်တို့ကိုအပြစ်မတင်ဘူးကျွန်တော်တို့ကိုမအဆဖို့ကျွန်တော်နားမှာစင်မြဲရှိနေတဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူးဟာလေလုယာအာမင်ကျွန်တော်တို့ရောက်ချင်းစီတဲ့ကိုဘုရားသခင်နေ့စဉ်နဲ့မြခွင့်လွတ်နေဆဲဖြစ်တယ်အာမင်ကျွန်တော်တို့ခုနပြောသလိုမောရှေရဲ့တရားအောက်မှာနေတော့တင်အပြစ်နည်းနည်းလေးလှုပ်လိုက်ရင်လောက်မှတင်းရဲ့နော်တင်းရဲ့အတွေးခေါ်ကတင်းကို condemn လုပ်တဲ့ခါကျရင်တင်းဆုံးဖြတ်ချက်တွေမမှန်တာတော့ဘူးကျွန်တော်first John ထဲမှာပါတယ်
ကျွန်တော်တို့ရဲ့ conscience ကကျွန်တော်တို့ကို condemn လုပ်တဲ့ခါကျရင်လည်းဘုရားသခင်ရှိမှကျွန်တော်တို့ကရဲရင်ချင်းမရှိတော့ဘူးတဲ့ဒါပေမဲ့ဘုရားသခင်ရှိမှငါတို့ဒီရဲရင်ချင်းအကြောင်းမူကားငါတို့ဒီအလိုတော်နဲ့ညီဆူတောင်းတဲ့ခါဘုရားသခင်နားထောင်တဲ့နားထောင်လို့ရှိရင်တဲ့တောင်းတဲ့စုကိုပေးမယ်ဆိုတာကိုယုံတာမဟုတ်တော့သိတာတဲ့ပြောချင်တဲ့ point ကကျွန်တော်တို့ကအဲ့လိုမျိုးဘုရားသခင်ငါကိုချစ်တယ်ဆိုတဲ့အရာကို conscience မှာလုံးဝ you are accepted and ဘာလဲကျွန်တော်ခေါင်းစဉ်တောင်မေ့တော့ we are acceptance and something approve ကျွန်တော်တို့ကိုဘုရားကလက်ခံပြီးအတိမပြုပြီးသွားပြီ who are သစိတ်နှိပ်ပြီးသွားပြီ you are accepted and approved ဘယ်သူမှတင်းကိုဘာမှမပြောစေနဲ့တော့အာမင်ဘာကျွန်တော်လူတယောက်ပြောတယ်လို့ပေါ့နော်ကျွန်တော်တင်တာတဲ့ကိုတယောက်ထဲနေတော့ဘာဖြစ်လဲမတောက်ချင်ဘူးတန်ချင်းနေအေးရောက်တော့အပေါင်းအသင်းတွေနဲ့တွေ့တော့ဘာဖြစ်လဲပြန်တောက်မိသွားတယ်ဖခင်ကခွင့်လွှတ်ပါတယ်အာမင်ဟာလေလုယာအချင်းနေပြင်ဆင်ပေးမှာပဲအဲ့လိုမျိုးကြကိုယ်စိတ်ထဲမှာ guilty ဖြစ်နေစရာလည်းမလိုဘူးအလိုလိုက်ပြီးတော့ရှောက်ပြီးတော့နေစရာလည်းမလိုသိရမှာကဘုရားကအချိန်တန်ကိုယ်ကိုပြင်ဆင်ပေးမယ်လုံနိုင်တဲ့အစွမ်းပြင်ဆင်ပေးမှာဖြစ်တယ်โอเคအဆုံးသတ်ဒီဟာလေးနဲ့အဆုံးသတ်ရအောင်ခရစ်တော်နဲ့ဆက်ဆိုင်လင်အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ဂတိတော်တိုင်းဘာဖြစ်လဲအမွေခံအရာ၌တည်ကြတယ်တဲ့ကျွန်တော်တို့ကကိုခရစ်တော်ထဲမှာ we are accepted and approved ကျွန်တော်တို့ကိုဘုရားကလက်ခံတယ်ကျွန်တော်တို့ကိုအတိမတ်ပြုတယ်တင်အဲ့ဒါကိုလုံးဝယုံကြည်တယ်ဆိုတင်ကဘာဖြစ်လဲအမွေခံဖြစ်တယ်ဘယ်သူအမွေခံလဲအာဗြဟံရဲ့အမွေနဲ့ကပ္ပဦးကျမ်းခန်းကြီးစနစ်တင့်ကိုကောင်းကြီးပေးတဲ့သူကိုဘုရားသခင်ကောင်းကြီးပေးတင့်ကိုချိန်ဆတဲ့လူဘုရားကချိန်ဆမယ်တင်အဖြစ်လူမျိုးကောင်းကြီးခံစားရမယ်အဲ့ဒါကြောင့်သူများကကိုလာဆဲလို့ရှင်ပြန်ဆဲเสียအကြောင်းမရှိဘူးဘာကြောင့်လဲကျမ်းစာထဲမှာတင့်ကိုကောင်းကြီးပေးတယ်လို့ကိုဘုရားသခင်ကောင်းကြီးပေးမယ်ကျွန်တော် Eldorado Hill မှာဆိုင်တစ်ဆိုင်ကျွန်တော်ယူတော့အဲ့ဒီဆိုင်မှာလူတယောက်ကရက်စွာတယ်ဆိုတော့သူ့အလုပ်လည်းမဟုတ်ဘူးလေကျွန်တော်တို့ကဆူရှီ तू က release ကအလုပ်တမရှာရှေးပြီးကျွန်တော်တို့ carrot လေးလောက်တာတောင်မှရှာရှေးပြီးလာပြောတာဟိုဆူရှီတမားတွေအားလုံးသိတယ်အရွက်အရင်လိတ်ပြီးမှအသားလိတ်ရမှာဟုတ်တယ်မလား crab ဒီပါနောက်အရွက်အဲ့ဒါကိုကပြောင်းပြန်လိတ်မိလိုက်လဲအဲ့ဒါ office ရောက်ဟိုတိုင်ဒီတိုင်နဲ့အဲ့ဒါကျွန်တော်မိန်းမကိုကျွန်တော်ပြောတယ်ငါကျွန်တော်အဲ့ဒီဂတိတော်နေ့တိုင်းဆူတောင်းတဲ့ထဲမှာကျွန်တော်အဲ့ဒါတောင်းတာကပောက်ချန်ခန်းကြီးစနစ်တင်းဒီတယောက်ငါ့ကိုကောင်းကြီးမဖြစ်ဘူးဆိုဘုရားကသူ့ထောင်းမှာလို့နော်ဘုရားကျွန်တော်သူ့မဆဲပါဘူးသူ့လည်းဘာမှမပြောပါဘူးဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီကျမ်းပိုက်ကိုယုံကြည်ထားတဲ့အတွက်ကြောင့်ငါ့ကိုကောင်းကြီးပေးတဲ့သူကဘုရားကောင်းကြီးပေးငါ့ကိုချိန်ဆရင်အလိုလိုနဲ့သူချိန်ချင်းခံရမှာအဲ့ဒီတော့အလုတ်ပြုတ်သွားတယ်နောက်ပိုင်းအလုတ်ပြုတ်သွားတယ်ပြီးတော့အဲ့ဒါကြောင့်တချို့လူတွေကိုကျွန်တော်ပြောတာတချို့လူတွေတခြားနာမည်တော့မပြောတော့ပါဘူးတချို့လူတွေကျွန်တော်ကိုမကောင်းကြောင်းပြောတဲ့လူတွေကျွန်တော်ဘာမှမပြောပါဘူးဒီတိုင်းပဲနေတယ်သူတို့ပဲဒုက္ခရောက်သွားတာအာမင်အခုဥပမာအနေနဲ့အဲ့ဒီဂရိတော်က Israel နဲ့မိတ္တဟာယဖွဲ့တဲ့လူကကောင်းကြီးခံစားရတယ် Israel ကိုကလန်ကဆာလုပ်တဲ့နိုင်ငံတွေကမတည်ငြိမ်ဘူးအဲ့ဒါကကျန်းစာတဲ့နဲ့ကျန်းစာနဲ့ညီတယ်ဆိုတော့ကျွန်တော်တို့ကသူများကိုဘာမှကိုဟွာလုပ်တယ်မကောင်းလုပ်တယ်ဟွာလုပ်တဲ့ဟာတွေပြမတုံ့ပြန်စရာအကြောင်းလဲမရှိဘူးအာမင်ဘာကြောင့်လဲကျွန်တော်တို့ကအာဗြဟံရဲ့အမျိုးအနွယ်ဖြစ်တဲ့အာဗြဟံရဲ့ကောင်းကြီးကအဲ့ဒါတင့်ကောင်ကကောင်းကြီးပေးမယ်တဲ့တင့်ကိုကောင်းကြီးပေးတယ်လို့ကိုဘုရားကဘာဖြစ်လဲကောင်းကြီးပေးမယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်သက်တာထဲမှာအဲ့လိုမျိုးသက်ရှင်ဖို့လိုအပ်တယ်အာမင်ကျွန်တော်တို့အဖြစ်လူမျိုးကောင်းကြီးခံစားရမယ်ကျွန်တော်တို့မိသားစုတွေမကဘူးကျွန်တော်တို့အတိုင်းဝိုင်းကျွန်တော်တို့ Sacramento အဲ့ဒါကြောင့်ကျွန်တော် mega church ဖြစ်ဖို့ဆိုတော့အဲ့ဒါလိုအပ်တယ်အာမင်ကျွန်တော်လူများကြီးကိုကယ်တင်ဖို့လိုအပ်တယ်အာမင်ဒီတည်င်းတွေကိုပြောကြားဖို့လိုအပ်တယ်ဟာလေလုယာအာမင်ဆိုတော့ဒီကနေ့ကျွန်တော် wrap up လုပ်မယ်ဒီကနေ့ you are acceptance and approved ဘုရားသခင်ရှိမှတင်းကိုဘုရားကလက်ခံတယ်တင်းကိုအရှိကိုရှိတိုင်းလက်ခံတယ်ပြီးရင်ဘာဖြစ်လဲတင်းရဲ့မကောင်းခြင်းတင်းရဲ့အားနည်းချက်တွေအကုန်လုံးကိုလည်းဘုရားကသိပြီးသားဖြစ်တယ်ဒါပေမဲ့ still ဘုရားကတင်းကိုလက်ခံတာဖြစ်တယ်အာမင် you are accepted and approved ယေရှုပြုပြီးတော့မတ်တရရအောင်